အားလုံးမင်္ဂလာပါဒါကျွန်တော်တို့နေပြီးတော့ KTV တကူကနေပြီးတော့လာရောက်အပ်ထားတဲ့18လက်မစပီကာကြီးတွေဖြစ်ပါတယ်ဒါကြီးကျွန်တော်တို့အရွယ်လဲတဲ့ကောင်းတွေရောကျွန်တော်တို့ coin လဲတဲ့ကောင်းတွေရောအားလုံးပြုပြင်ပေးလိုက်ပါတယ်ဒီမှာပြီးတော့နောက်ပြီးတော့ကျွန်တော်တို့ဒီမှာရေဆိုးကန်အရွယ်ဖြစ်သွားအောင်လဲကျွန်တော်တို့ပြီးတော့အရွက်ကလေးတွေလည်းဒီမလဲတဲ့အရွက်တွေဆိုရင်လည်းကောင်းသေးတဲ့ရွက်တွေဆိုရင်လည်းအစ်စ်လိုပြန်ပြီးအရွက်တွေပါတောင်းတင်းသွားအောင်ကျွန်တော်တို့စပီကာ quality လေးတွေလည်းတင်ပေးထားပါတယ်ခင်ဗျာဒါတွေကကျွန်တော်တို့မာတင်စပီကာတွေဖြစ်ပါတယ်ခင်ဗျာကဲအားလုံးမြန်မာပြည်နှံ့က audio ညီကိုမိတ်ဆွေများကျွန်တော်စီမှာစပီကာတွေ main အန်တွေ share set တွေအားလုံးပြုပြင်ပေးပါတယ်စောင်းပေါက်တွေလည်းကျွန်တော်တို့ဟောင်းနှွမ်းနေတဲ့စောင်းပေါက်တွေလည်းကျွန်တော်တို့ပြုတ်စေးအစ်စ်တွေနဲ့ပြီးတော့ပတ်တီးဝင်တာတို့စကူဝင်တာတို့အားလုံးပြန်ပြီးပြုပြင်ပေးရတယ်လည်းပြုလုပ်ပေးပါတယ်ပြီးတော့ကျွန်တော်စီမှာမန်တက်စင်တွေစောင်းပေါက်တွေရောင်းပါတယ်ငှားလဲလိုက်ပါတယ်ကျွန်တော်ကတော့ပိုင်းတူ audio နေပြီးတော့လဝေးမြို့နယ်စင်ုံကျုပ်ဝင်ရွာဖြစ်ပါတယ်ဖုန်းနံပါတ်3994682445ကိုဆက်သွယ်လာနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးထူးတင်ရှိပါတယ်